ဒီအဖိုးရဲ့ကျွဲဟာအလွန်အားသန်ပါတယ်ပြီးတော့နေ့တိုင်းနို့တွေအများကြီးပေးပါတယ်ထို့နောက်အဖိုးဟာနို့တွေကိုဈေးမှာတွားရောင်းပါတယ်တဖြည်းဖြည်းတဲ့အဘိုးဟာအလွန်ချမ်းသာသွားပါတယ်ကားလဲဝယ်လိုက်ပါတယ်အဖွားရဲ့စိတ်ကတော့နေ့တိုင်းအရက်တွေတောက်ပါတယ်ညကြရင်တငယ်ချင်းတွေနဲ့ရှော့လဲပါတယ်တနေ့ကျတော့အဖွားဟာစိတ်ထီးကိုဘာအလုံးမမလုပ်လို့အိမ်ကနေမောင်းထုတ်လိုက်ပါတယ်စိတ်ထီးလဲဝတ်နေပြီးအိမ်ကနေထွက်သွားပါတယ်ပြီးတော့အဖိုးအိမ်သွားပါတယ်အဖိုးအိတ်နေတော့သူ့ရဲ့ကျွဲကိုကြိုးဖြုတ်ပြီးခိုးသွားပါတယ်မနေ့ကျတော့အဖွားဟာကျွဲကိုမြင်ပြီးတော့အဖိုးရဲ့ကျွဲမလာလို့ပြောပါတယ်စိတ်ကလည်းမဟုတ်ဘူးဒီကျွဲကိုဝယ်လာတာလို့ပြောပါတယ်တကယ်တော့စိတ်ဟာကျွဲကိုစေးနီလိမ့်ပေးလိုက်တာပါအဖွားကလည်းကျွဲကိုနို့အများကြီးညှစ်ပါတယ်အချိန်အနည်းငယ်ကြာတော့အဖွားဟာချမ်းသာသွားပါတယ်အဖိုးကတော့သူ့ကျွဲကိုရွာထဲမှာလိုက်ရှာနေပါတယ်တစ်ဖက်မှာတော့အဖွားဟာကျွဲနီနဲ့ထပ်ပုံရိုက်နေပါတယ်ပြီးတော့အလွန်ပျော်ရွှင်နေပါတယ်အဖိုးရဲ့ကျွဲကိုပြန်ရစေချင်ရင်တော့ like and follow လုပ်ပေးပါ